ကဲဝေါ်ကလတာအကောင့်လေးတွေဝယ်ချင်တဲ့ညီကိုတွေနဲ့ထပ်ပြီးတော့ဝေါ်ကလတာအကောင့် share ကြီးတကောင်ရောက်လာပြီဖြစ်ပါတယ်ဒါကတော့ကလတာ10ကောင်တိတိပါမယ်ဝေါ်ကလတာပဲဖြစ်ပါတယ်အဲ့တော့ဘာတွေပါလဲဆိုတော့ကျွန်တော်တို့အတူ live ပြီး check လိုက်အောင်ပထမဆုံး legend 3ကောင်ပါမယ် legend 3ကောင်နဲ့လားဆိုလို့မပြောလိုက်နဲ့ဟုတ်နောက်တဲ့ legend တစ်ကောင်ထပ် try လို့လည်းရသေးတယ် legend ကွိုင်း150တိတိထပ်ပါအောင်မယ်ကဲအဲ့တော့ချောင်းကေလားချောင်းကိုလားလေဒီကြိုက်တာပြောပုံစံမျိုးပေါ့နော်ဆိုတော့ hero 2ကောင်ပါမယ် asma era ရဲ့ lancelot hero ကြိုက်တဲ့ညီကိုတွေနဲ့ lancelot hero လေးလည်းထပ်ပြီးပေါင်းမယ်ဗျပြီးတော့တခြားပြမယ်ဆိုလို့ရှိရင်တော့စုံစီနာမယ် brother တို့လည်းကြည့်လိုက်တော့အတန်တိုင်တန်တို့တွေပြီးတော့ jujutsu kaisen ပြီးလို့ရှိရင်ဒီလိုမျိုး naruto ချောင်းကိုပြင်ချန်ခဲ့ SBN တွေအများကြီးပါမယ်ဗျလီယိုမော့ share night တို့ဒီမှာကြည့်လိုက်ပါ32ကောင်တော့ရှိပါတယ်ဒီမှာဆိုလို့ရှိရင်လည်း28ကောင် collector 10ကောင်တိတိပါပါမယ် collector ကလည်းပေါ်သေးသေး collector တွေမဟုတ်ပါဘူး link collector တို့ bushing collector တို့ brory တို့ nagaha တို့ပြီးတော့နောက်ဆုံးအဆုံးထိဆိုလို့ရှိရင် assassin နဲ့ကြိုက်တာထောက်မလွဲတဲ့ Hanzo Collector ပါပေါင်းပါမယ်အဲ့တော့ assassin နဲ့ကအကုန်ပါသွားပါပြီဒီ Alpha တို့ Error တို့အကုန်ပါမယ်တခုဒီမှာနည်းနည်းစိတ်မကောင်းဖြစ်စရာတော့ချောင်းစတန်းလေးတော့မပါပါဘူးချောင်းစတန်းလေးတော့မပါဘူးချောင်းပါဆိုလို့ရှိရင်လည်းချောင်းစတန်းရဲ့ချောင်း hero ရဲ့နှစ်ကောင်လွဲပြီးတော့ကျန်တဲ့ကောင်တွေအကုန်ပါပါမယ်ချောင်းကေချောင်းကိုအကုန်ပါမယ်အကောင်လေးပဲဖြစ်ပါတယ် high rank ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်း high rank 100ကျော်ပါကျွန်တော် ID တော့မပြတော့နော် ID တော့ဖုန်းထားလိုက်မယ် high rank ကတော့100ကျော်ပါတယ်161ပါကျွန်တော်တို့ record ထဲမှာဆိုလို့ရှိရင်လည်း EV record လေး share လေးပါပါမယ်တခုရှိတာက SOAC တော့မပါဘူးပေါ့နော်fire crown တခုပါမယ်ပေါ့နော် diamond ဆိုလို့ရှိရင်လည်း965တော့ဖြည့်ပေးထားပါတယ်ခင်ဗျာပြီးတော့ legend coin ကိုထပ်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ magic wheel ထဲမှာ150ဆိုတော့နောက်တဲ့ legend တစ်ကောင်ထပ် try လို့ရပါပြီပြီးတော့ inventory ထဲကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကြည့်လိုက်အောင် oh la la 2000ကျော်တွေ1000ကျော်တွေကြည့်အောင်ဒီမှာဇူရီရဲ့ coin ဆိုလို့ရှိရင်10တိတိအောင်ထပ်ပါအောင်ပဲဗျာနော်ကဲဟုတ်ပြီအဲ့တော့ဘာကြည့်ကျင်ကြသေးလဲဘာကြည့်ကျင်ကြသေးလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ရဲ့ elimination တွေကြည့်ရမယ်ဆိုလို့ရှိရင်လည်းအဓိကတော့ကျွန်တော်တို့ elimination ဆိုလို့ရှိရင်ဒီကောင်လေးစောင်းရင်ကြိုက်တယ်ပေါ့နော်အဲ့ဒီ elimination ပိုင်းတော့ကျွန်တော်တို့တော့ပြည့်စုံသွားပြီ statue တွေကတော့ထားလိုက်တယ်နော်spawn တွေကလည်းသူ့အနေနဲ့သူရှိပါတယ်အများကြီးအဲ့တော့ဒီ wall collector ကောင်ဝယ်ချင်တဲ့ညီတွေအနေနဲ့7သိန်းကျော်30အောက်မှာကျွန်တော်ညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့ဝယ်ချင်တဲ့သူတွေအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ pin comment ဖြစ်တဲ့ Telegram link ကနေတစ်စင်လာရောက်ဝယ်ယူနိုင်တယ်လို့ကျွန်တော်ရဲ့ဖုန်းနံပါတ် Viber နံပါတ်ဖြစ်တဲ့3996696963ကိုဆက်သွယ်ဝယ်ယူမေးမြန်းဆောင်ရွက်နိုင်ပါတယ်